Flyweight တန်ရဲ့မွေတိုင်းကစ်ဘောင်စင်နဲ့ MMA ချန်ပီယံခပတ်3ခုလုံးကိုတင်ပိုက်သွားမယ်ဆိုရင်အီမန်ဂါဇာလီရဲ့တိုက်ခိုက်အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ကေးဆိုင်ဂျာတွေကနေပြန်လည်ကြိုးလိုက်ပါတယ်။ရုရှားနိုင်ငံဒါဂန်စတန်ဒေသအတွက်အလဲထိုးဖိုက်တာအာဆာဒူလာအီမန်ဂါဇာလီရဲ့အနေနဲ့ဝမ်ချန်ပီယံရှစ်ရဲ့ Flyweight တန်မွေတိုင်းချန်ပီယံဆိုပလာကြီးကိုဒုတိယအကြိမ်မြောက်စင်ခေါ်ဝင်ရရှိလာခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လတော့ကနာဝိုကိုပြင်းထန်တဲ့လက်သီးချက်တွေနဲ့လဲထိုးနိုင်ခဲ့ပေမဲ့ Hydration Test ကြာရှုံးခဲ့တာကြောင့်ချန်ပီယံခပတ်ကလစ်လပ်သွားခဲ့ရပါတယ်။လက်ရှိမှာအီမန်ဂါဇာလီကရှုံးဝဲမရှိသေးတဲ့အသက်22နှစ်အရွယ်ဖိုက်တာလေးဟာ Alex John Ortiz နဲ့ချန်ပီယံခပတ်လူဝဲအတွက်ဝေရောရည်တပ်ပါအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။2024ခုနှစ်နိုဝင်ဘာလတုန်းက Rotten ဝေးမပြည့်ပဲခပတ်အသိမ်းခံခဲ့ရပြီးကတည်းကဒီ Flyweight တန်ခပတ်ဟာလဲနေခဲ့တာဖြစ်ပြီးအခုလုံမနီကွင်းမှာတော့ချန်ပီယံအသစ်တယောက်ကိုအဖြေရှာတွေ့တော့မှတည်ရတဲ့လောက်ရှိနေပါပြီ။ပွဲချုပ်မီဒီယာတွေရဲ့အမေးဖေးမှာတော့ Uzbekistan ကစားသမား Ortikov ကလည်းဝမ်မှာ10ပွဲနိုင်5ပွဲအပြတ်သက်နိုင်ထားတဲ့မှတ်တမ်းကောင်းနေတဲ့အတူခပတ်ကိုရောက်နိုင်မှုတရားခိုင်နှုန်းယုံကြည်မှုရှိကြောင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းဝမ်မှာ10ပွဲကစား10ပွဲစလုံးနိုင်9ပွဲထိလည်းထိုးထားတဲ့အီမန်ဂါဇာလီရဲ့ကတော့သူ့ရဲ့ပလန်ကထုံးစံတိုင်းမပြောင်းလဲဘူးလို့ဆိုပါတယ်။ကျွန်တော်အများအားရှေ့တိုးဖိအားပေးပြီးအလဲထိုးဖို့ပဲသွားမှာပါလို့တုံ့ပြန်ခဲ့တဲ့အပြင်သူကခပတ်တစ်ခုတည်းနဲ့ရင်ငယ်ပြင်မဲ့သူမဟုတ်ကြောင်းလည်းပွင့်လင်းလင်းဆိုလာခဲ့ပါတယ်။ဟုတ်ပါတယ်ကျွန်တော်ခေတ်ပေါင်းစင်မှွေထိုင်း MMA ခပတ်3ခုစလုံးကိုသိမ်းပိုက်ချင်တာပါလို့အီမန်ဂါဇာလီကဖွင့်ရခဲ့ပါတယ်။ခါပင်းနဲ့အစလမ်မာကာချက်လို့ကမ္ဘာအဆင့်ဂေါ်လင်ဘရိုင်နီကိုမွေးထုတ်ပေးခဲ့တဲ့ဒါဂတ်စတန်မျိုးကနေအခုလိုကြောင်းဆရာကောင်းတဲ့တိုင်းစစ်အာဗျူဖိုင်တာတယောက်ဟာလပိုင်းကစားကွက်တီပါထပ်မံဖြည့်တင်းလာမယ်ဆိုရင်တော့ပြန်မဲ့တွေအတွက်တကယ်ကိုအိမ်မန်ဆိုးဖြစ်လာတော့မှာပါဗီဒီယိုလေးကတော့ပါမယ်ဝမ်ချန်ပီယံရှစ် UFC လက်ဝဲ MMA အကြောင်းအစုံလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ K-Site ဂျာနယ် channel လေးကို follow နဲ့ subscribe ပြုလုပ်ပေးထားဖို့လည်းမေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ